လူတွေရဲ့နေ့စဉ်ဘဝပိုကီမွန်တွေနဲ့အတူနေထိုင်ဖို့ဥပဒေသစ်တွေပေါ်လာမယ်ပိုကီမွန်ထရိနာဆိုတဲ့အလုပ်ကတကယ်အလုပ်တစ်ခုဖြစ်လာနိုင်တယ်ပိုကီမွန်ဈေးရုံကြောင်းတည်ယူပို့ဆောင်ရေးစနစ်သစ်တွေပေါ်လာနိုင်တယ်ဥပမာအနေနဲ့နှိုင်းယှဉ်ပြရရင်ကျွန်တော်တို့အခုနေတဲ့ကဘာကြီးကကျွန်တော်တို့ကြည့်နေတဲ့ပိုကီမွန်ဇက်ကဇလန်းထဲရလို့ကဘာကြီးဖြစ်သွားမှာပါမက်လီပိုကီမွန်တွေကိုစားလို့ရလားဒီမေကွန်းကလူတွေအများဆုံးသိကျင်နေတဲ့မေကွန်းတွေကထိတ်ဆုံးနံပါတ်ထဲမှာပါတယ်မေကွန်းဖြစ်မယ်လို့ထင်မိပါတယ်ပြီးတော့ပိုကီမွန်ဖန်တွေကြားမှာအမြဲဆွေးနွေးကြတဲ့မေကွန်းတစ်ခုပါဆိုတော့အရင်ဆုံးမေကွန်းကိုဖြေရရင်ပိုကီမွန်တွေကိုစားလို့ရလားဆိုရင်စားလို့ရပါတယ်စားကြလားဆိုရင်လည်းစားကြပါတယ်ဒီအချက်ကိုပိုကီမွန် theory ရကောပိုကီမွန်ကုမ္ပဏီကပါတရားဝင်ဖော်ပြထားပါတယ်ဒါပေမဲ့ခင်ဗျားတို့မှတ်ထားမှာတည်ထားမယ့်အမှန်တရားကပိုကီမွန်တွေကိုစားကြတယ်ဆိုတာမှန်တယ်ဒါပေမဲ့ပိုကီမွန်တွေအားလုံးကိုဆိုလိုတာမဟုတ်ပါဘူးပိုကီမွန်ရှိုးကိုပဲစားကြတာပါပိုကီမွန်ရှိုးကိုပဲစားလို့ရတာပါဆိုတော့ပိုကီမွန်ကုမ္ပဏီကနေတရားဝင်ဖော်ပြထားတဲ့လူတွေစားကြတဲ့ပိုကီမွန်10ကောင်အကြောင်းကိုအရင်ဆုံးပြောပြပါမယ်နံပါတ်1 Farfetch ပိုကီတက်မှာဖော်ပြချက်အရအရင်ခေတ်ကလူတွေအရန်စားလွန်းလို့အရေးအတွက်လျော့နေခဲ့တယ်လို့ဖော်ပြထားပါတယ်နံပါတ်2 Slowpoke ရဲ့အမီးကိုရတာရှိတဲ့အစားအစာဖြစ်သုံးကြပါတယ်ဒါပေမဲ့စိုးရင်စရာမလိုပါဘူးဘာလို့လဲဆိုအချိန်ကြာရင်အမီးကပြန်ပေါက်လာလို့ပါနံပါတ်3 Magikarpစားလို့ရပေမဲ့အယိုးများပြီးစားရခက်တယ်လို့ပိုကီတက်မှာဖော်ပြထားပါတယ်နံပါတ်4 Basculin ငါးလိုပိုကီမွန်ဖြစ်ပြီးဒေတာတချို့မှာဖမ်းစားကြတယ်လို့ပိုကီတက်ကညွှန်ပြထားပါတယ်နံပါတ်5 Krabi ခနန်းလိုပိုကီမွန်ဖြစ်တဲ့အတွက်အစားအစာဖြစ်သုံးကြတယ်လို့ဖော်ပြထားပါတယ်နံပါတ်6 Clancha နဲ့နံပါတ်9 Barraskewda Clancha ကတော့ပဇွန်နဲ့အတူလို့ဖြစ်ပြီး Barraskewda ပိုကီမွန်ကတော့ငါးဖက်လုပ်ငန်းနဲ့ဆက်ဆက်ပြီးဖော်ပြထားတာတွေရှိပါတယ်နံပါတ်8 Veluzaကိုအသားကိုဖြတ်ချပြီးပြန်ပေါက်လာနိုင်တဲ့ပိုကီမွန်ဖြစ်ပြီးပဲတီးဒေတာမှာဟင်းဖြစ်စားကြအသုံးပြုကြတယ်လို့ theory ကပြောပြထားပါတယ်နံပါတ်9 Cloth သူ့ရဲ့လက်သေးကြွကြသွားတာကိုချက်စားကြတယ်လို့ဖော်ပြထားပါတယ်နံပါတ်10 Chansey လို့ပြောလိုက်ပေမဲ့လက်မသွားကြပါနဲ့ဘာလို့လဲဆို Chansey ကိုမစားပါဘူး Chansey ကိုမစားကြပေမဲ့ Chansey ဥပေးတဲ့ Chansey ဥကတော့အာဟာရပြည့်ဝတဲ့အတွက်အစားအစာဖြစ်လူကြိုက်များပါတယ်ဆိုတော့အခုပြောသွားတဲ့ပိုကီမွန်10ကောင်ကစားလို့ရတဲ့ပိုကီမွန်10ကောင်နဲ့လူတွေစားကြတယ်ဆိုတဲ့ပိုကီမွန်10ကောင်ကိုရှင်းပြသွားတာပါဆိုတော့ပိုကီမွန်တွေကိုစားလို့ရလားစားကြလားဆိုတဲ့မေးခွန်းကိုဖြေရရင်စားလို့ရပါတယ်စားကြပါတယ်ဒါပေမဲ့ခမားတို့မှတ်ထားမှာပိုကီမွန်အားလုံးကိုမဟုတ်ဘူးဆိုတာပါနောက်ပြီးပိုကီမွန် enemy ကကလေးတွေအတွက်ရည်ရွယ်ထားတာကြောင့်ပိုကီမွန်တွေကိုတက်ပြီးစားတာမျိုးကိုဓာတ်ရိုက်မပြပဲဟင်းချက်တာစပွဲတင်တာမျိုးနဲ့ပဲညွှန်ပြလေးရှိပါတယ်နောက်တစ်ချက်ကလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလဲဆိုတော့ပိုကီမွန်ဝေါ်ထဲမှာလည်းတရိတ်ဆန်အစ်စ်တွေရှိခဲ့တယ်ဆိုပြီးဖော်ပြထားလို့ပါပြောရင်တော်တော်စိတ်ဝင်စားဖို့ကောင်းနေပါပြီဆက်ပြောရရင်ပိုကီမွန်ဝေါ်ထဲကအစောပိုင်းစတင်ထုံးလင်းခဲ့တဲ့ enemy ဇက်လန်းတွေမှာငါးစစ်ကြက်စစ်ခွေးစစ်လိမ့်နဲ့နွားစတဲ့တာမန်တရိတ်ဆန်အစ်စ်တွေကိုထည့်ပြီးရံမှန်ရံကဖော်ပြခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းပိုကီမွန်တွေနဲ့ပတ်သက်တဲ့ theory ကတဖြည်းဖြည်းပြောင်းလာပြီးပိုကီမွန်တွေကပဲအဓိကတရိတ်ဆန်တွေလို့နေရာယူရတဲ့ကဘာဖြစ်ပြောင်းလဲဖော်ပြခဲ့ပါတယ်အရင်တော့ကပိုကီမွန်နဲ့တာမန်တရိတ်ဆန်တွေဆိုပြီးခွဲခြားပြီးရှိပါတယ်ဥပမာဒီထဲမှာအရင်တော့ကငါးတို့ငှက်တို့ဆိုတာတာမန်တရိတ်ဆန်ဖြစ်ပါခဲ့တာပါနောက်ပိုင်းကျတော့ကဘာတစ်ခုလုံးကတရိတ်ဆန်အားလုံးပိုကီမွန်ဖြစ်မှတ်ယူပြီးပြောင်းလဲလိုက်တာပါငါးဆိုရင်ဝါတာတိုက်ပိုကီမွန်တွေငှက်ဆိုရင် flying တိုက်ပိုကီမွန်တွေစသည်ဖြင့်အခြားသောအမျိုးမျိုးတရိတ်ဆန်တွေကိုသူတို့နဲ့ဆက်ဆက်တဲ့အရာကိုရွေးပြီးပိုကီမွန်ဖြစ်အကုန်ပြောင်းလဲဖော်ပြလိုက်တာပါပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးနောက်ထပ်စဉ်းစားစရာတစ်ခုရှိနေပြန်ပါတယ်ဘာလဲဆိုတော့ပိုကီမွန်ဇက်လန်စတင်ထုံးလင်းခဲ့တဲ့အချိန်အစောပိုင်းတော့အပိုင်းအချို့မှာပိုကီမွန်တွေလည်းရှိတယ်တာမန်တရိတ်ဆန်တွေလည်းရှိတယ်သိကျင်မိတာကပိုကီမွန်လို့ခေါ်တဲ့တရိတ်ဆန်တွေမှာကြသူနဲ့ဆိုင်ရာစွမ်းအားစီရှိပြီးတာမန်တရိတ်ဆန်တွေကြတော့စွမ်းအားမရှိဘူးဆိုတဲ့အချက်ကိုပါဒီအချက်ကြီးကနားလည်ရခက်တယ်လို့ကြောင်တောင်နိုင်ပြီးအဓိပ္ပာယ်မရှိဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကြောင့်လည်းအရှိမပြောခဲ့သလိုနောက်ပိုင်းထွက်တဲ့ဇက်လန်တွေဇက်ကားတွေမှာတဖြည်းဖြည်းအကုန်ပြောင်းလဲလိုက်တာပါဆိုတော့ခမားတို့အနေနဲ့သိထားရမယ်အမှန်တရားကတာမန်တရိတ်ဆန်တွေရှိလားရှိခဲ့လားဆိုရင်ရှိခဲ့ပါတယ်ဒါပေမဲ့ပိုကီမွန်ဇက်လန်စောပိုင်းချိန်တုန်းကပဲရှိခဲ့တယ်ဆိုတာပါဒါပါပဲနံပါတ်5အာဆီယံရဲ့မူလပုံသဏ္ဍာန် True Form ဒါမှမဟုတ် Original Form ဒီမေကွန်းကလည်းပိုကီမွန်ဖန်တွေအတိအကျဆုံးမေကွန်းတစ်ခုဖြစ်မယ်လို့ထင်မိပါတယ်ဆိုတော့အရင်ဆုံးပြောပြရမှာကအာဆီယံရဲ့မူလပုံသဏ္ဍာန် True Form ဒါမှမဟုတ် Original Form ကိုပိုကီမွန်ကုမ္ပဏီဖွဲ့ဟာတရားဝင်ထုတ်ဖော်ပြသထားတာမရှိသေးဘူးဆိုတာပါလက်ရှိတွေ့ရတဲ့အာဆီယံပုံစံကတော့သူ့ရဲ့ပိုကီမွန်ဖြစ်မြင်နိုင်တဲ့ပုံစံလို့ယူဆကြပါတယ်
ပိုကီမွန် theory ထဲမှာအာစီရက်ကိုပိုကီမွန်ကဘာကိုဖန်တီးခဲ့တဲ့အစောဆုံးပိုကီမွန် The Original One လို့ဖော်ပြထားပေမဲ့သူ့ရဲ့အစစ်မှန်ပုံစံကိုတော့မပြထားပါဘူး။နောက်ပြီးအာစီရက်ကိုလက်မောင်းတစ်ထောင်ပိုင်ရှင် The Thousand Ant ဆိုပြီးခေါ်ပါသေးတယ်။ဘာလို့လဲဆိုပိုကီမွန်ကဘာတဲ့ပိုကီတဲ့ရဲ့ဖော်ပြချက်အရအာစီရက်ဟာစကြဝဠာကြီးကိုမဖန်ဆင်းခင်မှာလက်မောင်းစုံတစ်ထောင်ကိုအသုံးပြုပြီးအရာအလုံးကိုပုံဖော်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ပါပြီးတော့အင်တာနက်မှာတွေ့ရတဲ့ original အာစီရက် True အာစီရက် form ပုံတွေကအများစု fan made ပရိသတ်တွေဖန်တီးရတာစိတ်ကူးရင်ပုံတွေသာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့ခြေလေးချောင်းနဲ့ဆင်တူတဲ့ပုံစံအာစီရက်ရဲ့တကယ်ရုပ်သွင်းစင်မဟုတ်ပဲလူတွေလက်ခံနားလည်နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်တစ်ခုဖြစ်ကိုထင်ပြထားတာဖြစ်ဖို့များပါတယ်။အစစ်မှန်ပုံစံဟာလူသားတွေရဲ့စိတ်ကူးအာရုံနဲ့ကြည့်လို့မမြင်နိုင်တဲ့အတိုင်းအစားမရှိတဲ့စွမ်းအင်တူကြီးတစ်ခုဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုဖန်ဆင်းရင်ဖြစ်နေလို့ပါ။နောက်တစ်ချက်က Nintendo Switch game ဖြစ်တဲ့ Pokemon Legend အာစီရက်ရဲ့စက်သိမ်းပိုင်းမှာအာစီရက်ကကစားသမားကိုပြောခဲ့တဲ့စကားအရဂိမ်းထဲမှာကစားသမားဖမ်းဆီးလိုက်တဲ့အာစီရက်ဟာသူ့ရဲ့ဖြစ်တည်မှုအစိတ်ပိုင်းအနေငယ်ကိုပွားတာဖြစ်ပြီးတကယ်အစစ်မှန်အာစီရက်ကတော့စကြဝဠာရဲ့အထက်ကဘာဦးဟင်းလင်းပြင် All Origin မှာဆက်ရှိနေစေဖြစ်တယ်လို့ပြောသွားပါတယ်။ဆိုတော့အနှစ်ချုပ်ရရင်အာစီရက်ရဲ့ True Form ဆိုတာ Pokemon Theory ကလူသားတွေမျက်စိနဲ့မမြင်နိုင်တဲ့နတ်ဖျားဆန်တဲ့စွမ်းအင်တူကြီးဖြစ်တာကြောင့် Official ပုံရင်လို့တည်တံ့မရှိပါဘူး။အခုကျွန်တော်တို့မြင်နေရတဲ့ဂွင်းဝိုင်းနဲ့ပုံစံကတော့ကဘာမြေပေါ်ကိုဆင်းသက်လာဖို့အတွက်ယူထားတဲ့ physical form ရုပ်ပိုင်းဆိုင်ရာကိုပွားတာဖြစ်ပါတယ်ဆိုတော့အခုပြောသွားတာအာစီရက်ရဲ့မူလပုံစံအကြောင်းမှာခင်ဗျားတို့မှတ်ထားမှာကအာစီရက်ရဲ့မူလပုံစံစစ်ကိုပိုကီမွန်ကုမ္ပဏီဖွဲ့ဟာတရားဝင်ဖော်ပြထားတာတော့မရှိဘူးဆိုတာပါဒါပေမဲ့အခုတွေ့နေရတဲ့အာစီရက်ပုံစံကတော့တရားဝင်မှာမူလပုံစံစစ်တော့မဟုတ်ပါဘူးကဘာမြေပေါ်ကိုဆင်းသက်လာဖို့အတွက်အသွင်ယူထားတဲ့ physical form ရုပ်ပိုင်းဆိုင်ရာကိုပွားတာဖြစ်ပါတယ်ဆိုတော့ပိုကီမွန်တွေနဲ့ပတ်သက်တဲ့လူတွေရန်အောင်သိကျင်နေတဲ့မေကွန်အကြောင်းဗီဒီယိုလေးကတော့ဒီလောက်ပါပဲပိုကီမွန်ဗီဒီယိုတွေတင်တိုင်းသိရအောင် channel လေးကို YouTube မှာဆို subscribe လုပ်ထားပြီး TikTok မှာဆို follow လုပ်ထားခဲ့ဖို့အတိပေးချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်